ဒီတော့မှတော့ဟလာရေးပိုင်းကြီးသွားမှာဖြစ်ပါတယ်ပိုက်တဲ့အပိုင်းနဲ့ရှိပါတယ်အဲ့ဒါတော့နောက်ဗီဒီယိုတွေမှာပဲပြန်ကြည့်လိုက်ပါဒါတော့အပိုင်း1ပါဘယ်လိုလဲဒီကဲရဲ့ကစားပေါ်ကတော့လူရှင်းပါတယ်ထောင်းကနေထွက်ပြေးရမှာပါတွားပြီးသွားမြန်တွားဟုတ်ပြီဟုတ်တယ်โอเคပါလေဒီနေ့ချိုးပွေရတာတီးသွားပြီရိုးဘဲနဲ့ကွာပါလေဗျဒီမှာရိုးဘဲမရှိဘူးဒီဗီဒီယိုတွေကြည့်နေတဲ့ကျွန်တော် like subscribe လေးလုပ်ပေးကြပါဟာလန်ဘာလဲမင်းလမ်းကြကွာအောက်ကြတဲ့ဝင်ရှောမယ်တန်ကွာယူရမှာတိဟုတ်တယ်ကွာရော့ရက်ကွာဦးတော်ကျန်းတဲ့တန်ကွာအပါလဲကွာအဘလို့လက်မိတ်ဟာရုံးမလေးရောကွာမြင်တော့မစီတီကောင်းလေးလာဟာလန်မြင်လုံးဒါလိမ့်မထိုင်တင်ပါလေကွာလိမ့်မထိုင်ဆောက်ရောလိမ့်မထိုင်ရုပ်ရပါလေကွာအယုတ်ကြီးအပိုက်တိမှာတော့3မိနစ်ရပါတယ်အပိုင်း2မှာလည်း3မိနစ်ပါရှိုးသွားပြီပြန်ထွက်ပြီးတော့ပြန်ထွက်ပါโอเคကောင်းနေသေးတယ်စပိုက်ရှယ်ပဲတွားမြန်တွားကောင်းတယ်โอเคနေသေးတယ်တိကကျိုးရမှာထည့်တယ်နော်ကောင်းလိုက်ကြကောင်းတယ်ဗျာကောင်းတယ်ဟောဒါပါလဲဒါညင်စဲမေးခွန်းလေးအာတေးမအဲ့ဒါတေးတတ်တယ်ဒီကောကျုပ်သွားတယ်ကျင်းလိုက်တော့လေကျွန်တော်တို့အပိုက်တရတော့ပြီးသွားပါပြီအပိုက်နဲ့ကိုစောက်တင်ကြည့်ရှုပေးသွားပါဗျာအဲ့လိုပဲဘိုင်ကျေးဇူး